မှာကျွန်တော်တို့တွေဒီကိုကုံစီရေးသွားတဲ့တင်းမောကြီးတွေအမြဲတမ်းနိုင်ငံတစ်ခုနဲ့တစ်ခုကူးကြောင်းတဲ့တင်းမောကြီးတွေရှိပါတယ်အဲ့ဒီတင်းမောကြီးတွေကလမ်းတစ်ဝက်လောက်မှာအမြဲတမ်းပျောက်ချင်းမလားပျောက်ဆုံးသွားခဲ့ပါတယ်အဲ့ဒါကပုံတိုင်းကြောင့်ပဲလားဘယ်မြင်မသိတဲ့ဟောတယောက်ရဲ့လက်ချက်လားဆိုတာကိုတကောင်ရဲ့လက်ချက်လားဆိုတာကိုကျွန်တော်တို့ခုလေးကြီးဖြစ်မရခဲ့ပါဘူးအဲ့ဒါနဲ့ပဲကျွန်တော်တို့အခုတော့စုံစမ်းနေလွတ်လပ်ရဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အဖွဲ့တွေကတော့စီပင်တာရပဲဖြစ်ပါတယ်အားလုံးပဲအမိုက်ကောက်မဲ့ဆိုကျွန်တော်တို့တနက်လာပြခိုင်းတာပါနော်ဟုတ်ကဲ့အဲ့ဒါကျွန်တော်တို့ကတော့ပြည်သူကိုင်းတဲ့ကောင်တွေထက်နည်းနည်းအဆင့်မြင့်ပါတယ်ကျွန်တော်ရဲ့ဆရာလည်းရှိပါတယ်ဒီမှာပါကျွန်တော်ဆရာရဲ့နာမည်ကမောင်မောင်နိုးလို့ခေါ်ပါတယ်ဟုတ်ကဲ့ကိုမောင်နိုးအဲ့အခုကတော့ရေကူးဖက်ကြီးဝတ်ထားတဲ့မောင်မောင်နိုးတော်သားလေးကိုတွေ့အောင်ဖြစ်ပါတယ်ရေကူးဖက်ကြီးဝတ်ထားပြီးတော့ဗျာဟိုလေရေကူးတဲ့လူတွေလေရေငုပ်တဲ့လူတွေဝတ်တဲ့ဖက်လေးသိရမလားအဲ့ဒီဖက်ကြီးဝတ်ထားတယ်ဟာလိုက်ဒီဘက်ခုကျွန်တော်တို့တိုက်ခိုက်နေရတဲ့ကောင်ကျွန်တော်တို့အဲ့လိုပဲရောက်လာပြီးတော့ကျွန်တော်တင်မောကြီးကိုပြင်လေကောင်ရဲ့အလဲတဲ့မှာကျွန်တော်တို့စကန်းချထားလိုက်တဲ့နောက်ပိုင်းမှာတော့ကြောက်စရာကောင်းတဲ့တရားဝါကြီးတွေအမြဲအဆန်းပြက်ပေါ်လာခဲ့ပါတယ်အခုလဲကျွန်တော်တို့အခုလဲကျွန်တော်တို့ဘလို့ဆိုတဲ့ကြောက်စရာတရားဝါကြီးဒီကောင်တို့အတကုံပြည့်နေရတဲ့နေထားပြီးဆိုတော့အဲ့ဒီတနက်ပေးလို့ကျွန်တော်စီပင်သားရအေးရကောင်းနေရကျွန်တော်တို့ကစီပင်သားရကောင်းနေပါတနက်ကိုအခုမှစပြစ်တာလေတဲ့ပါကြီးရမှာကျွန်တော်တို့ကဒီပေါ်မှာဒဏ်ရာတွေပါရရင်ဒီကိုပြင်ပြီးတော့တက်ပြီးပို့လာတော့နော်အေးအပေါ်လေးတက်ကောက်ရတယ်ခဏဒီပါဝင်ထားနော်ဒါကတော့လူရှိရဲ့ဟောကျွန်တော်ကတော့အခုလက်ရှိမရှင်းကန်ခုလို့တော့ကျွန်တော်ပစ္စလုံးကင်တဲ့ကောင်တွေထက်တဆင်းမြင်ပါတယ်ကျွန်တော်ရဲ့ဆရာကတော့ဒီစီပင်သားရအမိုက်ကောက်နည်းတွေတင်ပေးခဲ့တာတော့ကျွန်တော်စီပင်သားရတော့ကလည်းအမိုက်ကောက်တော့ကလည်းကျွန်တော်အမိုက်ကောက်နည်းတင်ပေးခဲ့တယ်အခုတနက်ခုကျွန်တော်တို့တိုက်ခိုက်ရတော့လေတနက်ပြနည်းတင်ပေးခဲ့တာတော့အခုကျွန်တော်ရဲ့ဆရာပါရေငေါဖက်ကြီးဝယ်ပြီးတော့ဒေါ်လာလောက်ဟဲ့ငါခုံဖို့ဟိုကောတာကနေစဲနေတယ်မှာပေါ်ဒီတော့တက်ရပါဘူးအိုင်နေပြေးဝင်လာကြဖိုင်ရပြေးပါပေါ်ဒီတက်ရပါဘူးအခုကမသေးပါဘူးဆက်ရှိကျွန်တော်တို့တွေ့ခဲ့တဲ့အကောင်ကြီးနှစ်ကောင်ရဲ့ဗီဒီယိုအရင်ဖင်ရတဲ့ကောင်တစ်ကောင်ကနေပြီးတော့ဓာတ်ပုံသွားရချာဖြစ်ပါတယ်အဲ့ဒါပေမဲ့သူကတော့တေသွားပြီမဲ့သူ့ရဲ့ကင်မရာကိုတော့လှမ်းပြီးတော့ကျွန်တော်တို့စီပြစ်လိုက်ရအောင်ကျွန်တော်တို့ကတော့ရခဲ့ပါတယ်အဲ့ဒီကောင်ကြီးကိုလည်းကျွန်တော်တို့အသက်ကုန်ကျွန်တော်တို့ဟိုကလောက်ခဲ့ရပါတော့ဗောနော်အပေါ်ရိုက်တယ်ရပြီမဲ့သူကထင်ရပြီးတော့ရီခုပ်ပြီးတော့သွားရိုက်တာပဲဖြစ်ပါတယ်လက်နိုင်မယ်နော်မြန်လာအဲ့ကောင်တေတော့မှာလေတေတော့မှာအခုလက်ရှိရတော့ဟုတ်ကဲ့အပေါ်ဒီတက်ရတယ်အဲ့ဒီဘေးကြီးကနည်းနည်းလဲတယ်ဟာဘလို့အဲ့ကောင်နေမယ်ကျွန်တော်ဘလို့ပေးရတဲ့နေထားတစ်ခုမှာကျွန်တော်ကြောက်သွားပြီဆိုရင်နေထားတစ်ခုမှာကျွန်တော်တေးပြီဆိုရင်နေထားတစ်ခုမှာစော်တယ်ခင်ဗျာအဲ့ကောင်အပေါ်တက်လာတေးသေးမသေးသေးပြမသေးသေးပြကျွန်တော်မသေးသေးရောက်ပြီကျွန်တော်အဲ့ကောင်အပေါ်ပြန်တင်ပေးနေတယ်ဒါတော့အခုကျွန်တော်တက်နေတဲ့ကောင်နဲ့ဗျာအဲ့ဒီကျွန်တော်ကပြထားတဲ့နေရာအပြရန်ကောင်နဲ့ပြစ်ပေးနေတယ်နှစ်ကောင်ရဲ့တိုက်ပွဲကြီးတစ်ခုတိုက်ပွဲကြီးရဲ့သဘောလေးကိုဖင်ရတဲ့ကောင်တစ်ကောင်ထက်ရိုက်ထားဖြစ်ပါတယ်တေးပြီဗျအရင်ခါနေတယ်ပေါ့နော်ကြောက်ဖို့ကောင်းတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ကစီစီဆရာလေ့ကျင့်ထားတဲ့ F စီပင်သားရခွဲရကောင်းနေဆိုတော့အချက်တော့မရဘူးနော်ဒီပါတော့ပြည့်မယ်ဆိုရင်နေထားခုကျွန်တော်ပိုင်ရဲဝင်သွားပြီဆိုရင်နေထားခုမှာအရေးရဲဝင်သွားပြီဆိုရင်နေထားခုမှာပျောက်သွားပြီနေရာကတေးသွားတယ်ဒီလိုကခေါင်းကိုတဲ့ပြစ်ထားတဲ့အနေထားတစ်ခုမှာကျွန်တော်ရဲ့တကယ်ကျွန်တော်တပည့်နဲ့ပြင်နေဖြစ်ပါတယ်ကျွန်တော်တပည့်ကိုတော့တီးရထင်ပါတယ်စစ်ပါသူကတော့ပြစ်တော့ကြိုင်ထားတာဖြစ်ပါတယ်ကျွန်တော်တင်ပေးထားတာပါအေးတေးပြီးဟိုစောင်းထားပလိုက်တယ်လေဟာမွတ်တော်နာပဲဟောမွတ်တော်နာဖြစ်ကုန်ရညက်နေပြီကျုံငါပြစ်လို့မရတယ်ခါတေးလို့မရဘူး
အဲ့ကောင်ခေါင်းမိုင်းနဲ့ရမ်းတက်ရဲဘူးတက်ပြီးကျွန်တော်တေသွားမှာဆိုလို့ အေးခေါင်းမိုင်းနဲ့သူကအာမ ဟေ့ဟေ့ ခေါင်းမိုင်းနဲ့ဒီကလည်း သူ့ရဲ့ခေါင်းကိုကျွန်တော်ဟိုရတယ်ဟုတ်ရသူ့ရဲ့ခေါင်းကကျွန်တော်တက်ထားလို့ရတယ်ညလုံးအောင်ပြစ်ပြီဟေ့ဘလို့တေသွားကျွန်တော်လည်းဟိုတေသွား အဲ့ဘာမှမသိ အခုရဲ့စတိုင်ကတော့ကျွန်တော်ရဲ့ဆရာစာဘယ်ရောက်သွားလဲ မသိအောင်ကျန်ကျန်တော့လို့ အခုဘက်မှာတွေ့ပြီ အဲ့အနောက်ပေါ်မှာ သွေးနေမဲ့လို့တော့ကျွန်တော်တို့အတကုံပြစ်ထားတာလက်တွေလည်းညောင်းလာပြီကျွန်တော်တို့ ဟိုလာကြည့် what the fuck အမီ ပြေးရပြည့်ကွာပြေးရပြည့် ကျွန်တော်ရေထဲကိုရှောက်ပြင်တာထိရလေ ဟိုငါလေးက အေးအမီရလန့်တော့ဟိုဘက်ပြေးသွားပြီအဲ့ကောင် ဒီကနားမှာအဲ့ကောင်ဒီနားကခေါင်းမိုင်းအမိကမောင်းနေတယ် တော့အရင်ကတင်းမတစ်ခုတော့လွတ်ခဲ့ဘူးလေပေါ့နော်အဲ့တင်းမကတော့သူတို့ကလည်းအဲ့တင်းမကလည်းပျောက်ချင်းမလားပျောက်ဆုံးသွားတယ်ပေါ့နော်တော့အဲ့ဒါတော့နှစ်ပေါင်း900တောင်ကျော်ခဲ့ပြီဖြစ်ပါတယ် ငါတို့ကမင်းအောက်ချင်းကဘိုးကအပေါ်ပြန်တက်တဲ့ခက်လေးရှိအဲ့ပေါ်ပြန်တက်တယ် သိရကျွန်တော်ဆင်းသွားတဲ့အပေါက်ကလည်းဗျာကျွန်တော်ဆင်းသွားတဲ့အပေါက်ကလည်းအဲ့ဒီတက်တဲ့အပေါက်ပဲကျိုးကြီးမရဘူးကျွန်တော်အဲ့ခလုတ်တွေမပေါ်ဘူးအဲ့ခလုတ်တွေကရေထဲမှာပဲပေါ်တာ ခလုံးပေါ်ဘူးအမဟိုပြိုင်အောင်တန်းနေအဲ့ကောင်နှိပ်လိုက်အဲ့ကောင်အပေါ်ပြန်တက်တယ် ဟုတ်တယ်လေအဲ့ပိုင်အောင်တဲ့ဟိုကောင်ပိတ်ထားဒီမှာလေဂျာကိုပြောရတယ် အမိုးအပြင်မှာရှိအဲ့ဒါလေးဆွဲတင်နေတယ် အဲ့ဒီလိုမျိုးဟာမျိုးလေပြင်มาလဲရှိလေ ဟုတ်တယ်အတန်လေးအေးတော့မလားငါလေးလေးတင်းနေတာ ပိနေပြီကျွန်တော်ပိနေပြီ တင်ရ ဟိုလေနဲ့တော့ကျွန်တော်မောင်းရ ငါရှိလိုက် ဘယ်လိုပေါ်ပါဟာကြပါအပေါ်တယ်ဝိုင်းပြောတယ်ဝိုင်း အမီးပိုင်းအောက်မှာ ဟုတ်တယ်ဟာအေးလာနေပြီ လာနေပြီ ဟေ့တိုင်ပြီတိုင်ပြီ မသိဘူးဒီထဲဒီမဝင်တာရော ဝင်မအဲ့ဒီကောင်ဆိုရင်ကျွန်တော်ချက်လောက်ကြီးနဲ့တဲ့ရမှာ မမ မောင်းလို့မရတော့ဟိုအပေါ်ကျဟိုအောက်ရောက်သွားပြီ ဟာအဲ့အပေါ်အဲ့မောင်းရပါမယ် ရတော့ရတယ်အရှိတိုးလို့မရတော့သူပြောတာ အေးရမ သူက အပေါ်ပြန်ဆွဲလိုက်အပေါ်တင်လိုက် မရတော့ကျွန်တော်မရတော့ မပါဘူးလားလာပြန်လိုက် ဟဲ့တော့ကျွန်တော်တက်ကတော်တော်ခက်တယ်ပဲကွာ ဝင်ငါဒီမှာ အေးခုမှခုံလို့ရတော့ရှေ့မှာကွာအဲ့ကောင်ထနေတော့မောင်းသူပြောဟုတ်ပြီဟေးခက်နေတော့ ထိုက်နေတယ်ကွာ ရပြီရမောင်းဘယ်ဆွမောင်းနေလဲတော့ကောဟိုမှာကြံခဲ့ပြီတော့အေးဒီထဲတော့ငုတ်ကြည့်နေနော်ဟာအတော်မတော့ပါ အေးငါပြောနေအနောက်မှာလို့ပြောနေ ဟိုချင်းအောင်ရောနေကျွန်တော်မရှာတာဟာ အော်ငါတွေးလိုက်ကနေငါအထက်ကိုလှည့်ပြီးတနက်တည်းပြင်းနေမသိဘူး ဒေးလေအဆိုးတာပဲကွာမင်းငမအမေတော့လမ်းကြိုင်အောင်ပါဗာလေမင်းကဗာလေရှာတာ အောင်စင်းနေဒါပြကျွန်တော်ထပ်မောင်းရတာ တမောင်းလို့ ဆက်ဖြုတ် ဒါပေမဲ့အပြင်မှာငါစောင့်နေမယ်လာခဲ့အပြင်မောင်းတော့ခဲ့ ပြင်မှာငါချက်ဝင်လာတဲ့ဒီမော်လေးပဲအဆင်ပြေတယ် လာပြရက် ဘာလို့လဲရ လာ အောက်မှာ အေး ငါလည်းအောက်မှာကျွန်တော်အောက်မှာတဲပြီလို့ပြောနေနေ အေးငါလေးသိရငါလေးသိ လေမွတ်နေတာပဲကွာကျွန်တော်လေတဲ့ကောင် ငါ နော် လေးသိငါလေးသိ ရင်းအဲ့ဒီကောင်မျက်လုံးကန်းနေတယ်ထင်တယ်မျက်လုံးကကောင်းတယ်ဟာ သိတော့မှာကွာ တော်ဆိုးတာပဲကွာအဲ့ကောင်နော် အေးတော့တဲ့ဘောငါရေဘူးဖက်နဲ့တူကိုထားတယ် ရီကူးဖက်နေရီကူးတာမြန်နေရ အမိုင်းနဲ့လိုက်လောက်ခိုင်းနေမတော့မသိ ခက်နေဟောရတဲ့ရကြည်ရောအများကြီးပဲကွာကိုလူကြီးပြတ်ထိပဲလို့ပြောနေတယ်ငါအပြုတ်ကြပြီ ဟိုချီးသူတင်လိုက်တယ်ကွာငါငမန်းရ ဘာလို့မလဲဟမ်အကောင်လား လောက်ပေး လုပ်ပေး တော့ငါငမန်းရအပေါ်ပြန်တင်ပေးလိုက် ဒီကောင်ကြီးကိုအရင်တက်မယ်ကြာကျွန်တော်တို့ ငါအပေါ်ပြန်တင်ပေးလိုက်တယ်ငါအပေါ်ပြန်ရောက်လာကျေးဇူးရမ်းတင်တယ် ဒီနေ့ကဒီလောက်ပါပဲလို့ကျွန်တော်အားလုံးကျေးဇူးများကြီးတင်ပါတယ်ကြောက်ပဲ ဒီကူဖက်နဲ့အပေါ်မှာဝေးနိုင်ကြတယ် ဒီထဲမှာမတွေ့ဘူးလို့ပြောနေကြတယ်ဘေးရောက်လာပါတယ်ဟောစမောင်းကြီး မငါလေးလိုက် ဟိုခေါလာခဲ့ဟဲ့လေပြောင်းရင်ဖြောကြီး မတွေ့ရ
ရုပ်ရည်ပြောဖိတ်ရရှိတော့တယ် အော်တွေ့နေတွေ့ရေကူးလာတွေ့လားမရဘူးလားထွက်လာ တွေ့ကျွန်တော်ထွက်တဲ့ဒီမှာကျွန်တော်နေလိုက် တိုက်ငါအပေါက်မပြီးခုန်ကြတာရရမလား ဟိုကောင်လေးလာပြီပြေးမယ်လား ဟုတ်ပြီ ဟိုမှာအောက်အကိုလာတဲ့ဟိုကောင်လာတဲ့ကျဲနေတယ်ကဲအေးမစစ်တယ်လာပြီ စီတင်ဖို့ရငါမတော်ချင်ဘူးအေးဒီလောက်ဆောက်ရောက်ကားသေးပါ အေးတော့တော့မလိုက်ဘူးလို့ လိုက်ပါတော် ဘယ်ရောက်ဘယ်ရောက် ဟုတ် ဟောဒီပိတ်နေယူလိုက်ရ哦တော်ဒီလိုကြည့်လို့ရတယ်ဗျဟာပောက်သွားပြီ ဟုတ်ပြန် အေးမောင်းလို့ရတယ်မောင်းပြန်တက်တယ်ဟာဒီလိုလေးအကိုကြည့်ထားတော့ဒီလိုရေလေးကိုအောက်လေးကိုငုံကြည့်ထားတော့အဲ့လိုကြည့်ထားမှကျွန်တော်တို့ငမန်းလာမလားသိတယ်စောရင်နဲ့စွပ်ပြည့်လာကျွန်တော်ကစွပ်ပြည့်လာတော့နောက်လာနေပြီဟဲ့ဘယ်ပြေးလာလဲ တော်ဟိုဘက်ကိုပြေဟိုဘက်ကိုမနောက်ကပြေမောင် အမောင်းတယ်တို့နေနေတော့အခုမှဟိုကောင်လည်းကျွန်တော်လည်းပြစ်ပေးမယ်အဲ့ကောအေးရနေပြီကဲကြောက်ရတဲ့ကွာလေရ မောင်တေးတော့မောင် တော့နေရပဲကွာတော့နေတယ် အဲ့တင်နေတဲ့အချိန်ရချင်းနေ ကျလာမယ်အဲ့ကောင်တိုင်းပြဒီနားတော့မထီဘူးကွာအဲ့ကောင်ရလာပြီဘယ်ဒီမောင်းတယ်ပြောင်းပြန်ကြီးကျွန်တော်မောင်းတာ sorry